မွေမျက်နှာပေါ်မှာလဲအမုန်းနာတွေကပျောက်ကွယ်နေပါပြီ။ဒါပေမဲ့လည်းမနှမ်းရဲသေးဘူး။နှမ်းရမအောင်ရှက်နေတယ်။ရင်ထဲမှာလဲအချစ်ကိုတုံ့ပြန်တဲ့စိတ်တွေကလည်းဖြစ်နေပါတယ်။ဟိုကျွန်တော်ကိုခွင့်လွှတ်တယ်ဆိုရင်နမ်းပါလား။နေမင်းတရားကသူ့ပေါက်အတင်းပဲထိုးကပ်ပေးနေ။မမွေလည်းတက်တာလေးပဲနမ်းလိုက်ပါတယ်။ဟာဝမ်းသာလိုက်တာမမိုးရဲ့နေမင်းတရားကမမိုးရဲ့ကိုသူ့ရင်ခွင်ထဲမှာထွေးပွေထားလိုက်ပါတယ်။နှစ်ယောက်သားမင်္ဂလာကတင်ပေါ်ရောက်သွားကြတယ်။စိတ်ပြက်ဆက်ဆုပ်စရာမင်္ဂလာဦးညောင်လွန်မြောက်ပြီးတော့မှကြည်နူးနှစ်သက်စရာမင်္ဂလာမနက်ခင်းကိုကြုံတွေ့ကြရတယ်။နေမင်းတရားအိမ်မြဲနေတယ်။မမိုးကြီးနဲ့မခွဲဘဲနဲ့တွဲဖြစ်နေတယ်။ချစ်ကြခင်ကြကျင်းနာကြညားကစားဇနီးမောင်နဲ့အာအီဆိုသလိုပျော်စရာကြည်နူးစရာပေါ့။မမိုးကြီးလည်းမင်္ဂလာဦးညအတိတ်တန်ယုံတွေကိုမိသွားခဲ့ပြီ။နှစ်ယောက်စလုံးကလည်းလုံးမရှိဘူး။ကားလေးတစ်စီးနဲ့ထွက်လေလိုက်ကြ။အိမ်မှာစားလိုက်ကြတောက်လိုက်ကြကိုခန်းကိုပြန်ကြချစ်ခင်ကြည်စင်လိုက်ကြတကောင်နိမ့်မတ်တယ်လို့နေကြောင်တောင်လေးတကောင်မှတ်နေကြတယ်အချစ်ရဲ့ကြည်နူးစရာအိမ်တော်ကြီးရဲ့ဆွဲမှတ်စရာတွေမှာตายာနေကြတယ်အပေါင်းတင်းဆုံပြီးတော့မှအတက်မျိုးစုံနေနေမင်းတရားအချစ်ကဘာလေးထဲမှာတငယ်ချင်းတွေနဲ့အဆက်ပြတ်သွားခဲ့တယ်ငါလောက်တာမှန်တယ်ဒါရိုက်တာကြီးဒေါ်တတင်မောရဲ့ဂုဏ်ယူနေတယ်လို့ဒေါ်ခင်ခင်ကလည်းစိတ်ချမ်းသာနေတယ်သမီးနဲ့ဒါကိုကြည့်ရတာစိတ်ချမ်းသာလိုက်တာရှင်ကိုယောဂါရူအောင်မမေ့နေတယ်စိတ်ချမ်းသာမှာပေါ်မခင်ရဲ့မမတင်စီစဉ်ရင်ဘယ်တော့မှလွဲဘူးလို့လေဒေါ်တတင်မောကမနဲ့တိုင်တက်ပြလိုက်ပါတယ်ဒေါ်ခင်ခင်ခင်များမှာတော့ဒေါ်တတင်မောရဲ့အိမ်ကိုသွားပြီးတော့တားနဲ့သမီးကိုကြည့်ပြီးတော့ကြည်နူးနေရှာတယ်ဒါပေမဲ့လေတစ်လလောက်သာကြည်နူးနိုင်ပါတယ်နောက်လတွေမှာတော့ယောဂါပိုဆိုးလာတယ်နေမင်းတရားနဲ့မိုးမိုးကြီးကစေယုံစီကလိုက်ပို့တယ်တက်တာတယ်လို့ရှိလိုက်ပိုဆိုးလာလိုက်နဲ့လုံးချလေးလိုက်နေတယ်ဒေါ်ခင်ခင်ကြည်နဲ့ပါတယ်ကိုဘဝနောက်ဆုံးချိန်မှာသမီးလေးအတွက်စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ပြီမနေရလို့တေးရမယ်ဆိုရင်လေတေးပြောပြီလို့စိတ်နှလုံးတုံးတုံးချထားလိုက်တယ်မမိုးကြီးခင်ဗျာပါလေမိခင်ကြီးရဲ့ယောဂအတွက်စိတ်မကောင်းဖြစ်မိပြီမေလေမိခင်ကြီးစိတ်ချမ်းသာအောင်ဆောင်ရွက်နိုင်တဲ့အတွက်စိတ်ချမ်းသာအောင်ဖြည့်စရာဖြစ်ရတယ်တတရားမြောက်လာမှာတော့ဒေါ်ခင်ခင်ရဲ့ယောဂတိတိတသားပဲဆိုးလာတယ်နောက်ဆုံးမှာတော့စိတ်ကိုတင်လိုက်ရတယ်မမိုးကြီးခင်ဗျာမှာတော့အိမ်နာဦးကာလာမှာကြည်နူးစရာနဲ့ဝမ်းနေကြည်ကွေးစရာနှစ်ခုကိုတွန်တွဲခံစားနေရတယ်။ဆေးစွမ်းကောင်းနေတဲ့ဆရာဝန်ကြီးတွေကစူးစမ်းကုသပေးမယ်လေ။ဒေါ်ခင်ခင်ရဲ့ယောဂတိုးတက်သက်သာမှုမရှိပါဘူး။ကုရာနှစ်တိဆေးမရှိတဲ့ကင်ဆာယောဂကိုတရက်တက်တရက်ပိုးပြီးတော့သာဆိုးလာတယ်။သမီးလေးရဲ့မမေကြီးနဲ့ပါတယ်။မမေစကားနားထောင်နေသမီးလိမ့်ပါလိ။သမီးလေးအတွက်စိတ်ချလက်ချဖြစ်အောင်စီစဉ်နိုင်လို့မမေတေးရရင်လည်းစိတ်ချလက်ချတေးလို့ရပါပြီ။မမေတို့ဘာမှစိတ်မကောင်းဖြစ်မနေနဲ့သမီးမမေကျင်းနေပါတယ်မမွေလက်ထပ်ပြီးတော့လေးလာမပြည့်ခင်ပါပဲဒေါ်ခင်ခင်ကွယ်လွန်ရှာပါတယ်မမွေဝမ်းတွေပူဆွေးပြီမလေမမေကိုထထတန်တန်ပြုစုလိုက်ရပါတယ်မမေရဲ့နောက်ရက်တွေမှာစိတ်ချမ်းသာသွားတယ်အောင်မြင်လိုက်ရတယ်ကိုမလေးတယောက်တည်းအထီးကျန်မဟုတ်ဘဲနဲ့နေမင်းတရားဆိုတဲ့အာကိုအာချာလင်သားလည်းရှိနေပြီနေမင်းတရားရဲ့ချစ်ခင်ကျင်နာမှုနဲ့ဝမ်းနည်းစရာတွေကိုဖြေနိုင်ခဲ့ပါတယ်ဒေါ်ခင်ခင်ကွယ်လွန်ပြီးရဲ့နောက်မှာတော့ဒေါ်တင်တင်မောရဲ့အစီအစဉ်ရဒေါ်ခင်ခင်နေခဲ့တဲ့အိမ်ကြီးနဲ့ခြံကြီးကိုရောင်းလိုက်တယ်။နှစ်ဖက်စီးပွားကိုတစည်းပွားတွေဖြစ်အောင်ပိုးပေါင်းလိုက်ကြတယ်။ရှိသမျှစီးစဉ်ဥစ္စာမုံမိုးနဲ့တားတွက်ကြည့်ပါပဲ။အန်တီမရှိတော့လေဒီလင်ဒီမရပဲအားလုံးရကြမှာပေါ့။ချမ်းချမ်းတတအေးစီးစီးသာနေကြ။ဒေါ်တင်တင်မောကသူ့သားကိုလည်းဘာမှမခိုင်းဘူး။ပင်မမတ်လုံးရကိုင်းရလည်းမကြည့်ကြဘူး။လွတ်လွတ်လပ်လပ်အေးကြနေစီခြင်းနဲ့လို့ဆိုတယ်။ရတဲ့ငွေကိုသူ့နီးသူ့ဟန်နဲ့တိုးတက်ပွားအောင်လုပ်ပြီးတယ်။မမွေးရတော့နေမင်းတရားကိုအလုပ်လုပ်စီခြင်းနဲ့အလုပ်မရှိလို့စိတ်ပေါ်မှာအောင်လေးစိုးတယ်။အခုချိန်မှာချစ်စခင်စားချစ်မဝလို့အိမ်မြင်းနေခြင်းလည်းဖြစ်တယ်။မမေကိစ္စလေးပြီးသွားပြီးတော့ကြားရင်အိမ်ထဲမှာတပူတွေ့နေရတာကိုညင်းဝေပြီးတော့အပြင်ပြန်ထွက်မှလည်းစိုးတယ်။ကိုမှလည်းငွေရင်းရှိတယ်။ဒါပေမဲ့ကုန်တယ်လို့ပို့ကြတော့ဒေါ်တင်မောကအလိန်ညာခံရမှာကိုစိုးတယ်။ကားထောင်မှုပြောတော့လေပင်မမှာစိုးတယ်။ဈေးတစ်ခုခုမှာစိုင်ထွက်ဖို့ပြောလေအောက်တန်းကြတယ်လို့ဆိုတယ်သူ့သားကိုဘာမှမခိုင်းရဘူးတက်တက်တသားနဲ့အိမ်မှာပဲကြည်နေခြင်းနဲ့အဲ့လိုပြောတဲ့မမိုးအေးတော်မှသဘောမကျဘူးညီတို့ခုဘာလို့လဲဒီလောက်ပြည့်စုံနေရပဲငါသားကိုဘာလို့ပင်ပန်းစေချင်တာလဲအဲ့လိုစကားရနေတာမှဆွတ်ဆွဲပြောလာပါတယ်မမိုးကြီးစန္နာကတော့ငွေကြေးတစ်ခုတည်းအတွက်အလုံးလုံးစေချင်တာမဟုတ်ဘဲနဲ့နေမင်းတရားကိုတည်ငြိမ်စေချင်တာစီးပွားရေးလုပ်တွေလုံရင်းကိုင်းနဲ့ဘဝအတွေ့အကြုံရပြီးတော့ရင့်ကျက်လာစေချင်တာလူယိုသေးရှင်ယိုသေးကိုလည်းယိုသေးနိုင်တဲ့အ
အလောက်ကင်နဲ့အိမ်တော်ဦးစီးပြီးဖြစ်လာစေချင်တာဘာမှအလုံးမရှိလို့ဘာမှတာဝန်ခံရခြင်းလည်းမရှိဘူးလူငယ်တယောက်လိုပဲစိတ်ကလွတ်လန်းနေတယ်အပေါင်းတင်ပြေဆုံးပြီးတော့ပြန်ပြတ်သွားမှလည်းမမိုးအေးစိုးရိမ်နေဒါမဲ့ဒေါ်တင်တင်မောကလုံးဝလက်မခံဘူးအခုလည်းငါသားအိမ်အောင်ကြပြီးကြတဲ့ချင်းငိမ့်သွားတာညီးလဲတွေ့နေရတာပဲဒီထက်ငိမ့်မဖြစ်လဲမလုံးမရှက်နေဖို့ပဲရှိတော့တယ်အဲ့လိုဒေါ်တင်တင်မောရဲ့အငေါ်တူးခြင်းကိုလည်းခံရပါတယ်ဟိုဒါဖြစ်ရင်လေတော်ရဲ့မမိုးအလုံးလုံးပြရစီမမိုးကြီးကဆီယာမလောက်ဖြစ်ဖြစ်လှုပ်လေလှုပ်ချင်တယ်ဒီတိုင်းထိုင်စားနေအောင်လေတဘာဝမကြောက်ဆိုပြီးတော့ထင်မိတယ်ညီးလောက်ကဘလောက်ရမှာမလို့လဲထမင်းဖို့အဝိစားဖို့တော့မှရမှာမဟုတ်ဘူးညီးလောက်သွားနေမှာငါသားတယောက်တည်းပြင်းပြီးတော့အပြင်းပြန်ထွက်ရင်အပေါင်းသေးဆုံးနဲ့တွေ့မှာပဲအဲ့ဒါညီးစဉ်းစားမိရဲ့လားအဲ့ဒီကြမှာပြက်မှာညီးတို့ငါကတက်တက်တာပျော်ပျော်ရွှင်ရွှင်နေစေခြင်းလို့ဒီလိုထားတာငါလိုရောက်ကမမျိုးရှာကြည့်စမ်းပါကဘာသာဆုံးသွားမယ်ဒေါ်တင်မောပြောတာကမှန်လို့မမွေဘာမှစက်မပြောဝင်ဘူးကိုနေအပေါင်းသေးဆုံးနဲ့ပြန်ပေါင်းပြီးတော့ပြက်ဆက်သွားမှောက်လေအကြောက်ကြီးကြောက်တယ်ညီးတာဝန်ကငါသားကိုစိတ်ချမ်းသာအောင်ထားဖို့ပဲသူပါကြိုက်လေကြိုက်တာတွေကိုကိုယ်တိုင်ချက်ကျွေးနိုင်အောင်လဲကြိုးစားညီးအပြုတ်စုကောင်းရင်ညီးစိတ်ချမ်းသာမှာပဲအဲ့နောက်မှာတော့မမိုးကြီးကိုယ်တိုင်မိဘကြောင်ဝင်ရတယ်ကိုနေရဲ့အကြိုက်ကော်ဖီလက်ဖက်ရည်ကိုယ်တိုင်ဖြောရတယ်ကိုယ်တိုင်မဲချက်ပြုတ်ကျွေးမွေးရတယ်ကိုယ်တိုင်ဈေးသွားရတယ်ကိုနေကတော့မော်တော်ကားနဲ့ဈေးလိုက်ပို့တယ်မမိုးကြီးအပြင်မှာအလုံးမလုံးရပါမယ်တဲ့မိဘကြောင်ထဲမှာအလုံးရသွားတယ်အဲ့ဒီချိန်မှာပဲမမိုးအေးမှာကိုဝင်ရှိလာတယ်နေမင်းတရာရောမမိုးအေးပါဝမ်းသာသွားကြတယ်ဒေါ်တင်မောကလည်းမြေကလေးချီရတော့မှမို့တွေးပြီးတော့ပျော်နေတယ်မြေကလေးကိုမြင်မသွားရှာတဲ့မမေကိုတော့တွေးမိပြီးတော့မမိုးကြီးစိတ်မကောင်းဖြစ်ရသေးတယ်။သားလေးမွေးပြီးနော်မမိုးအဖေလိုချောချောလှလှလေးဟုတ်လား။မမိုးကြီးကောင်းချင်းပြလိုက်တယ်။သားတယောက်ဖေဖြစ်ရင်ပို့ပြီးတော့အတီတကျအင်ရီရသွားလိမ့်မယ်လို့တွေးမိပြီးတော့ကိုနီအတွက်လေးစိတ်ချလက်ချဖြစ်ရတယ်။ဒါမဲ့အထင်နဲ့မြင်လွဲခဲ့ရတယ်။မမိုးကြီးကိုဝန်လေးလာပိုက်ကလေးပုံပုံဖြစ်လာတဲ့အချိန်ကားစပြီးတော့နေမင်းတရာအပြင်ကိုအထွက်များလာတယ်။မိမရကားစားမှအတွေ့အကြုံအသစ်မှတာရလို့အိမ်မှာမြဲနေပြီမေလေကြားတဲ့ခါမှာညင်းဝေးလာဟန်လဲတူပါတယ်မိမမပုံမပါဖြစ်လာတဲ့ခါမှာတော့မိမနာကက်ချင်စိတ်လည်းနေသွားတယ်အလုတ်တာဝန်ကမရှိလို့လွတ်လပ်နေတဲ့အထင်းမှာခြေထက်ပေးထားတဲ့ကားကလေးကလည်းရှိနေတယ်